အားလုံးပဲမင်္ဂလာပါရှင်။တမီကတော့ရန် manager batch တွဲမှာတည်ယူနေတဲ့ MATV ဆိုပဲဖြစ်ပါတယ်ရှင်။တမီဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ marketing management ဆိုတဲ့ခေါင်းစဉ်လေးနဲ့ marketing လုပ်ပြီးဆိုလို့ရှိရင်ဘယ်အရာတွေသိဖို့လိုအပ်လဲဘယ်လိုမျိုးတွေလဲဆိုတာကိုဒီချက်ထက်နဲ့ဒီချက်လေးတို့ပြောထားတာတွေကိုမှတ်သားထားရတဲ့ကတမီတည်တဲ့လောက်တည်ထားတဲ့လောက်လေးကိုတမီပြန်ပြောပြပါမယ်ရှင်။ marketing လို့ပြောပြီးဆိုတာနဲ့ဒီလုံးဝဆေးဆိုတာလည်းအရေးကြီးလို့ဒီ marketing ဆိုတာလည်းစီးပွားရေးတစ်ခုမှာဆိုလို့ရှိရင်အရေးကြီးတဲ့အပိုင်းမှာပါတယ်ဒီ marketing ဆိုတာနဲ့တစ်ကမ္ဘာလုံးသိအောင်လုပ်ရမယ်တစ်ကမ္ဘာလုံးတစ်နိုင်ငံလုံးလုံးဝလူတွေအကုန်လုံးသိအောင်ကိုလုပ်ကြတာကြီးညာရတဲ့ဌာနပေါ့နော်သူကလည်းအရေးကြီးရလူတွေ marketing ဆိုတာနဲ့လူတွေသိအောင်လုပ်ကြမယ်တိတ်လေးနေလို့မရအောင် marketing လုပ်ပြီးဆိုတာနဲ့လူတွေအကုန်လုံးသိရမယ်အားလုံးသိအောင်လုပ်ရမယ်marketing ဆိုတာနဲ့တိတ်လေးနေလို့မရအောင်အားလုံးသိအောင်လုပ်ကြမယ်လူတွေအမြင်ကောက်အောင်ဒီကို marketing ဆင်းပေးနိုင်ရမယ်လူတွေကဒီဟာကိုမြင်တာနဲ့ဟဲ့ဒါကြီးမှန်းသိနေပါပြီဆိုပြီးဖြစ်အောင်လူတွေမျက်စိစပုံမွေးဆူပြီးတော့အမြင်ကောက်အောင်ဒီကိုကိုယ့်ရဲ့ဒီ product ကို marketing ဆင်းပေးနိုင်တဲ့အထိစူးစမ်းရမယ်ပြီးတော့ marketing ဆိုတာလည်းအခုဆိုအရင်တော့ဆိုလို့ရှိရင်တော့မှဒီမတိုးတက်တဲ့ကာလကြီးဆိုတော့ marketing ဆိုလို့ရှိရင်လက်ကမ်းစာဆောင်တွေဝေးတယ်ဒီလိုမျိုးအပြင်သွားလို့ရှိရင် LED ပုံတွေနဲ့ပြတယ်အဲ့လိုလောက်ပဲအခုဆိုလို့ရှိရင် social media အရင်ကပြန့်နှံ့လာတယ်ဒီ Facebook မှာပဲဒီအဲ့ marketing လုပ်မလား TikTok မှာပဲလုပ်မလားဆိုအခုဆို TikTok ဆိုလို့ရှိရင်ပို့ပြီးတော့လွယ်ကူနေတဲ့ထဲမှာပါတယ် marketing ဆင်းမယ်ဆိုလို့ရှိရင်အဲ့တော့ဒီ social media နဲ့တစ်ဆင့်သွားပြီးတော့ marketing လုပ်မယ်ဆိုလို့ရှိရင်မဟာဗျူဟာကြနီးတွေကိုတုံးပြီးတော့လုပ်ကြမယ်အခုဆိုလို့ရှိရင် TikTok တွေရော Facebook တွေမှာရောပဲအများကြီးပဲ marketing ဆင်းလာတဲ့လူတွေရှိတယ်ကိုယ်တိုင်လည်းတုံးပြီးတော့ marketing ဆင်းလို့ရတယ်အဲ့ software တွေတုံးပြီးတော့တကယ်လို့ TikTok မှာဆိုလို့ရှိရင်ပို့ပြီးတော့လွယ်ကူလာတယ် marketing ဆင်းဖို့အတွက်ကကြတော့အားကြောင့်မို့အဲ့လိုမျိုးဆင်းတဲ့ခါမှာကြလို့ရှိရင်လည်း marketing လုပ်တဲ့ခါမှာကြလို့ရှိရင်လည်းကောင်းမွန်မဟာဗျူဟာကြတဲ့နည်းလမ်းတွေနဲ့လူသိများအောင်လုပ်ကြမယ်ညီညဉ့်နေတုံးပြီးမှကိုယ့်ရဲ့ဒီ product ကိုလူသိလာတာမျိုးဖြစ်စီရအောင်ကောင်းမွန်နဲ့ကိုနီးကိုဟန်ကြတာနဲ့ကို marketing ဆင်းပေးနိုင်ဖို့လိုအပ်တယ်ပြီးတော့ကိုယ့်ရဲ့စီးပွားရေးနဲ့တွဲပြီးတော့လည်းဒီ management ဆိုတဲ့ POS ကိုကိုယ်တိုင်ကသိအောင်လုပ်ကြမယ်ကိုကဒီစီးပွားရေးလုပ်နေတယ်ကိုယ်တိုင်ကအစ POS ကိုနားမလည်ဘူးဆိုလို့ရှိရင်ဒီစီးပွားရေးကဘာမှဖြစ်မှာမဟုတ် POS ဆိုတာကိုကဒီ planning ရှိရယ် organization ရှိရယ် leading ရှိရယ် control ရှိရယ်အဲ့လေးခုစလုံးကိုလည်းကိုကဒီ marketing လုပ်တဲ့အချိန်မှာပိုက်နဲ့သိထားဖို့လိုတယ်ကိုကအရှိရ3ခုကိုကြတော့လုံနိုင်တယ်ဒီအနောက်ကတစ်ခုကိုမလုံနိုင်ဘူးကိုကဒီ4ခုထဲမှာ2ခုကိုပဲလုံနိုင်တယ်နောက်ထပ်2ခုကိုမလုံနိုင်အောင်ဆိုလို့ရှိရင်လည်းအဆင်ပြေဘူးအဲဒါကြောင့်ကိုတိုင်းကဒီ POS ဆိုတဲ့ဟာကိုလည်းအကုန်လုံးသိထားဖို့လိုတယ်ကျွမ်းကျင်နေအောင်သိဖို့လိုတယ်marketing ဆိုတာနဲ့ကို့မှာရှိရဲ့ပတ်စံတွေကထွက်မှာဒီ marketing လို့ပြောလိုက်ပြီးဆိုတာနဲ့ကို့မှာရှိရဲ့ပတ်စံတွေကစီးနေပြီးတော့စုထားလို့မရဘူးကိုက marketing တစ်ခုလုပ်ပြီးဆိုတာနဲ့ဘယ်လိုလုပ်မလဲဒီကားတွေမှာပဲ sticker တွေကတ်ခိုင်းမလားဒါမှမဟုတ်လို့ရှိရင်စက်ရုံတွေပါသွားပြီးတော့ကိုရီးယားဒီစက်ရုံဒီ product ကိုကြီးညာမလားအဲ့လိုမျိုးရအစအဲ့လိုမျိုးကြီးလုပ်ပြီးဆိုတာနဲ့ပတ်စံကုန်ပါပဲလीเนาะဒီဟာကိုဝယ်လို့ရှိရင်ဒီဟာကို10ဘူးဝယ်လို့ရှိရင်ဘာလေးလက်ဆောင်ပေးပါတယ်ထီးလေးတစ်ချောင်းလက်ဆောင်ပေးပါတယ်ဗျညာအဲ့ဟာတွေပြောတာအစဒီဟာကျ marketing လုပ်တဲ့အပိုင်းဖြစ်သွားပြီပေါ့เนาะအဲ့ကြောင့်မို့ကိုက marketing ကိုရဲ့ဒီ product ကိုလူတွေအများကြီးသိကျင်တယ်ဆိုလို့ရှိရင်ကိုရှိရတော့ပတ်စံထွက်ရမှာပဲ marketing လုပ်ငန်းလုပ်လို့ရှိရင်ကိုရဲ့ပတ်စံနှမျောနေလို့မရဘူးကိုကများရင်းလေကိုအတွက်အကျိုးခံစားမှုကကိုကုမ္ပဏီအတွက်အကျိုးခံစားမှုလေဟိုကများလေပဲအဲ့တော့များရင်းလို့ရှိရင်များမြတ်တယ်အဲ့တင်းတော်ကြီးလိုမျိုးပဲကိုကပေးရင်နဲ့မှဒီအကျိုးဆက်တွေအများကြီးရောင်းပြီးတော့ရောင်းအားတိုးတက်မယ်ပေါ့နော် marketing ဆိုတာနဲ့ကိုရဲ့ပတ်စံကိုကြီးဖြူပေးနိုင်ဖို့လိုအပ်တယ်ကိုကအမြဲနှမျောနေပြီးတော့ကစီနဲ့နေဖို့မရဘူးပေါ့နော် marketing ဆိုတာနဲ့ကိုကများပေးနိုင်လို့ရှိရင်ကိုရဲ့အကျိုးခံစားမှုတွေကိုကုမ္ပဏီအတွက်အကျိုးခံစားမှုတွေကများလေပဲအဲ့ဒါမှဒီအခုဒီပြောပြပေးရဲ့ဒီ marketing management ကကြတော့ဒီအရေးကြီးဆုံးကတော့ဒီကိုက marketing လုပ်ပြီးဆိုတော့တစ်ကမ္ဘာလုံးသိအောင်လုပ်ကြမယ်အမြဲကိုကအမျိုးတိုးတက်လေးလုပ်နေလို့မရအောင်အဲ marketing ဆင်းပြီဆိုတာနဲ့တစ်ကမ္ဘာလုံးသိအောင်လုပ်ကြမယ်တနိုင်ငံလုံးတစ်ကမ္ဘာလုံးသိအောင်လုပ်ကြမယ်ပြီးလို့ရှိရင်ကိုကပတ်စံတုံးရမယ်ကိုကအမြဲနှမျောနေလို့မရအောင်ဒီလိုနှမျောနေလို့ရှိရင်ကိုယ့်ရဲ့ company အတွက်အကျိုးတက်ရောက်မှုကနည်းလိုက်မယ်ကိုကများကိုဘက်ကထုတ်နိုင်လေအဲ့လိုအကျိုးဆက်ကများရတယ်ကိုက9ချက်သားလောက်ထုတ်လို့ရှိရင်50သားတပိတ်သားလောက်ကိုပြန်ပြီးတော့ရမှာအဲ့လိုမျိုးဆိုလို့ရှိရင်အားကြောင့်မို့ဒီ marketing management ကလည်းဒီ company တစ်ခုရဲ့ company မှာဆိုလို့ရှိရင်ဒီ marketing ကလည်းအရင်အရေးကြီးတဲ့အပိုင်းပါတယ်ပေါ့နော်ဒါကတော့ဒီချက်ထက်နဲ့ဒီချက်လေးပြောပြပေးရတဲ့ဟာလေးတွေကတည်ထားတာလေးပြောပြတာဖြစ်ပါတယ်ရှင်